အားလုံးပဲကျေးဇူးတော်နေ့ခင်နေ့ရက်တစ်ပေါ့နော်ဒီနေ့ဟာသခင်များနေ့ကျေးဇူးတင်တယ်ကျေးဇူးတော်ချီးမွမ်းတယ်ယုံကြည်သူအရောက်စီတိုင်းမိမိရှိတဲ့နေမြေမှာမိမိအသင်းတော်မိမိဌာနပေးထားတော့တင်သားတွေနဲ့ယုံကြည်သူတွေနဲ့ခရစ်တော်နဲ့အတူဝတ်ပြုကိုးကွယ်မယ်လို့ယုံကြည်ပါတယ်အရောက်စီတိုင်းကိုရှလုံလို့နှုတ်ခင်းဆက်ပါတယ်ရှလုံဒီနေ့နှုတ်ကပတ်တော်ပေါ့နော်ကျမ်းစာရဲ့အခေါ်အဝေါ်လေးတွေကိုပတ်ဖို့ဖြစ်မလားပေါ့နော်အပိုင်းနံပါတ်4အနေနဲ့ကျမတို့ဆက်လက်ပြန်သွားကြရအောင်ဒီမာတိကာလေးတွေနာမည်လေးတွေပေါ့နော်ဂျပန်ဘာသာအဖြစ်မြန်မာဘာသာအဖြစ်ပြောတဲ့မာတိကာလေးတွေဟာကတော့ပြီးသွားပါပြီမတီးလိုက်တဲ့လူမမြင်လိုက်တဲ့ညီကိုမောင်မတွေရှိရင်လည်းYouTube ထဲမှာလည်းလွှင့်ထားပေးပါတယ်ကျမရဲ့အကောင့်ထဲမှာလည်းဝင်ကြည့်လို့ရပါတယ်เนาะဂျပန်နိုင်ငံမှာယုံကြည်သူညီသားစုညီကိုမောင်မများပေါ့နော်ဂျပန်ဘာသာအဖြစ်ကျမ်းစာလေးအခေါ်အဝေါ်လေးတွေသိချင်တယ်ပြီးတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့ဂျပန်လူမျိုးတွေကိုနဲပါလေးပဲဖြစ်ဖြစ်ဘုရားအကြောင်းပြောပြချင်တယ်ဘုရားနဲ့မိတ်ဆက်ပေးချင်တယ်နောက်တစ်ခုသူများတွေကမေးတဲ့အခါမှာဘလို့ပြောတယ်လဲဘလို့ခေါ်တယ်လဲဆိုရင်ပြောပြလို့ရအောင်ပေါ့နော်ဂျပန်ကျမ်းစာရတယ်မြန်မာကျမ်းစာလို့ရတယ်မြန်မာလို့ရပြီးမှဂျပန်လိုအခေါ်အဝေါ်လေးတွေဒီလေးတွေကိုနားမလဲတာရှိလို့ရှိရင်အတူတကွလေ့လာသွားဖို့အချိန် class လေးကိုဖွင့်ထားပေးတာဖြစ်ပါတယ်ကိုတော့ဒီတစ်ပတ်မှာတော့ဗာသွားမလဲဆိုရင်အခန်းကြီးဘလောက်အခန်းငယ်ဘလောက်ဘယ်ကျမ်းကအခန်းကြီးဘလောက်အခန်းငယ်ဘလောက်ဆိုတဲ့အရာနဲ့အတူနာမည်လေးတွေပေါ့နော်ဘယ်လိုအခေါ်အဝေါ်လေးတွေဆိုတဲ့ဥစ္စာတွေကိုသွားမှာဖြစ်ပါတယ်โอเคစင်တင်ဖြစ်ပြီလားโอเคကဲအခုကျမတို့ရှေးဥစွာပေါ့နော်ကဘာဦးကျမ်းအခန်းကြီး1အငယ်1ဆိုရင်ဆိုစေခီ一生一節ဆိုစေခီ一生一節ဆိုရင်ကဘာဦးကျမ်းအခန်းကြီး1အငယ်1ဆိုစေခီ5章5節ဆိုရင်ကဘာဦးကျမ်းအခန်းကြီး9အငယ်9ဆိုစေခီ25章20節25章20節ဆိုရင်ကဘာဦးကျမ်းအခန်းကြီး25အငယ်20နောက်ကျမတို့လေပိကိဝိပုယကံကျမ်းနော်ဝိပုယကျမ်းလေပိကိနိရှော3節ဆိုရင်ဝိပုယကျမ်းအခန်းကြီး2အငယ်3ဓမ္မဟောင်းကိုဓမ္မတစ်ကိုတွားတဲ့အခါမှာမတ်တိုင်နိုဖ်ကွင်ရှောနော်ရှမတဲခရစ်ဝင်မတ်တိုင်နိုဖ်ကွင်ရှော5章7節ဆိုရင်ရှမတဲခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်9ဆိုတော့ဒီနံပါတ်4တွေတော့အားလုံးတပေါ်ပေါက်မယ်နားလည်ပါတယ်9တို့1 2 3 4နဲ့အချင်းနေဆန်ရှိကိုတို့ကိုနနာဟာဂျီ QQ ဒါတော့အားလုံးတပေါ်ပေါက်တယ်အဲ့ဒီကျမ်းပိုက်ရဲ့ပေါ့နော်ဘာကျမ်းဖြစ်တယ်ဘလောက်အခန်းကြီးကဘလောက်အခန်းငယ်ဘလောက်ဆိုတဲ့အရာကိုအဲ့လိုမျိုးနန်းလျှောနန်းဆက်စုပေါ့နော်အခန်းကြီးကဘလောက်အခန်းငယ်ဘလောက်ရှော့ဆိုတာကအခန်းကြီးကိုပြောတာဖြစ်တယ်ဆက်စုဆိုတာကအငယ်ကိုပြောတာဖြစ်တယ်โอเคအားလုံးတပေါ်ပေါက်မယ်လို့ယုံကြည်ပါတယ်ကဲဒီနေ့ကတော့သခင်ယေရှုเนาะကျမတို့သခင်ယေရှုရေးဆာမပတ်ဝန်းကျင်မှာပေါ့နော်ဂျပန်လူမျိုးတွေကိုသခင်ယေရှုအကြောင်းပြောမယ်သခင်ယေရှုနာမည်လေးပေါ့နော်ဆိုတော့ယေရှုဆိုတော့နည်းနည်းတော့အတန်ထွက်တော့နည်းနည်းဆင်တယ်ပေါ့နော်အဲ့ဆိုဂျပန်လိုဘယ်လိုခေါ်မလဲဆိုတော့ယေစုเนาะယေစုလို့ခေါ်တယ်ယေစုနောက်ခရစ်တော်ကိုခီရိစုတိုလေးလုံးနော်ယေစုခရစ်တော်ဆိုရင်
ယေရှုခရစ်တော်လို့ခေါ်ပါတယ်ယေရှုခရစ်တော်ယေရှုခရစ်တော်ပြီးတော့ကယ်တင်ရှင်ကိုဘယ်လိုခေါ်လဲဆိုရင်စကူအီနိုရှုလို့လည်းခေါ်တယ်စကူအီနုရှိလို့ခေါ်တယ်နုရှိဆိုတာပိုင်ရှင်လို့ပေါ့နော်ပိုင်ရှင်လို့နုရှိပေါ့နော်သူကပိုင်တယ်သူကဘယင်ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်စကူအီနိုရှုလို့လည်းပြောတယ်စကူအီနုရှိလို့လည်းခေါ်ပါတယ်ဆိုတော့စကူအီနုရှိစကူအီနိုရှုကယ်တင်ရှင်ဖြစ်တယ်နော်ယေရှုခရစ်တော်စကူအီနိုရှုယေရှုခရစ်တော်ဒီကယ်တင်ရှင်ဖြစ်တယ်ယေရှုခရစ်တော်ဝါစကူအီနိုရှုဒက်ယေရှုခရစ်တော်ဒီကယ်တင်ရှင်ဖြစ်တယ်ယေရှုခရစ်တော်စကူအီနိုရှုစကူအီနုရှိနုရှိလို့လည်းပြောတယ်စကူအီနိုရှုလို့လည်းခေါ်ပါတယ်ရပြီနော်ပြီးတော့ဖန်ဆင်းတာကိုစိုးစိုးစာရဲတာစိုးစိုးဖန်ဆင်းတယ်စိုးစိုးစာရဲတာဆိုတာဖန်ဆင်းခြင်းခံရတော့လူတွေပေါ့နော်ဖန်ဆင်းခြင်းထားတယ်ဖန်ဆင်းခြင်းခံရတာဖန်ဆင်းထားတယ်စိုးစိုးစာရဲတာပြီးတော့စိုးစိုးရှိတာဆိုရင်ဖန်ဆင်းထားတာစိုးစိုးရှိတာဖန်ဆင်းထားတာစိုးစိုးစာရဲတာဆိုရင်ကိုပေါ့နော်စိုးစိုးစာရဲတာဝါရဲဝါငါတို့ဒီကျွန်တော်ကျမတို့ဒီဝါရဲဝါနော်ကျွန်တော်ကျမတို့ဒီဝါရဲဝါစိုးစိုးစာရဲတာကျွန်တော်ကျမတို့ဒီဖန်ဆင်းခြင်းကိုခံရတော့သူတွေဖြစ်တယ်ဝါရဲဝါစိုးစိုးစာရဲတာပြီးတော့အရာခတ်သိမ်းဒီစုပက်တဲ့နိုမိုနိုဝါအားလုံးအရာအားလုံးပေါ့နော်စုပက်တဲ့နိုမိုနိုဝါစိုးစိုးစာရဲတာအရာခတ်သိမ်းဒီဘာလဲဖန်ဆင်းထားခြင်းကိုခံရတာဖြစ်တယ်စိုးစိုးစတာဖန်ဆင်းထားတာဖြစ်တယ်ခမီကစိုးစိုးစတာဖယားသခင်ကဖန်ဆင်းထားသည်ခမီကစိုးစိုးစာရဲတာဖယားသခင်ဒီဖန်ဆင်းထားသည်ဆိုတော့ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ရပါတော့ပြီးတော့အလင်းကိုဘယ်လိုခေါ်တယ်လဲဆိုရင်ဟီကာရီလို့ခေါ်တယ်နော်ဟီကာရီခန်းကြီးတစ်လုံးတည်းဒါပေမဲ့ဟီရာကနာဆိုရင်၃လုံးပေါ့နော်ဟီကာရီအလင်းအမောင်ဆိုရင်ခူရာယာမိအမောင်ကိုခူရာယာမိကျမ်းစာထဲမှာတစ်ခါတလေကြာရင်ယမိလို့လည်းခေါ်တယ်ယမိဆိုရင်အမောင်ခူရာယာမိဆိုရတာလည်းအမောင်ပေါ့နော်ယမိအတူကောက်ခူရာယာမိအရှိပြောတယ်အမောင်လို့ခေါ်တယ်ခိုနိုယောဝါယမိနိုယောဒက်ဤလောကကြီးဟာအမောင်လောကကြီးဖြစ်တယ်ခိုနိုယောဝါဤလောကကြီးတွေခိုနိုယောဝါဤလောကကြီးတွေယမိနိုယောဒက်အမောင်လောကဖြစ်တယ်နော်ရပြီနော်အလင်းနဲ့အမောင်โอเคဆက်တော့မယ်ပြီးတော့အာဒမ်ကိုဘယ်လိုခေါ်တယ်လဲအာဒမ်မုလို့ခေါ်တယ်ပေါ့နော်အာဒမ်မုပါတယ်နော်အာဒမ်မုအေဝါကိုဘယ်လိုခေါ်လဲဆိုအေဘအေဝါကိုဘယ်လိုခေါ်လဲဆိုအေဘလို့ခေါ်ပါတယ်ပြီးတော့ကိုဝင်ဆောင်ခြင်းပေါ့နော်ကိုဝင်ဆောင်နေဆိုတာကျမတို့ရိုးစကားဆိုရင်နင်းရှင်းတဲ့လို့ပေါ့နော်ဒါပေမဲ့ကျမ်းစာထဲမှာနင်းရှင်းဆိုတဲ့စကားမသုံးပါဘူးကျမ်းစကားကကြတော့မီကိုမော့တဲလို့ခေါ်တယ်မီကိုမော့တဲရုမာရိယာဝါမီကိုမော့တဲမာရိယာဝါဆယ်ရနီယော့တဲမီကိုမော့တဲမတ်မာရိဒီတရှင်တော်ဝိညာဉ်တော်အားဖြင့်ကိုဝင်ဆောင်ခြင်းကိုခံယူတယ်နော်မာရိယာဝါဆယ်ရနီယော့တဲတရှင်တော်ဝိညာဉ်တော်ကိုဆယ်ရဆမလို့လည်းခေါ်တယ်မိထာမလို့လည်းခေါ်တယ်ပြန်ပြောမယ်တရှင်တော်ဝိညာဉ်တော်ကိုဆယ်ရဆမလို့လည်းခေါ်တယ်မိထာမလို့လည်းခေါ်တယ်โอเคမာရိယာဝါမိထာမနီယော့တဲမီကိုမော့တဲမတ်မာရိဒီ
တန်ရှင်တို့ဝိညာဉ်တော်အပြင်ကိုဝင်ဆောင်ခြင်းကိုခံယူထားတယ်မာရိယာဝါဆဲရဲဆမနီယော့တေမီဂိုမိုတေမတ်နော်ပြီးတော့ကာယနာကိုဘယ်လိုခေါ်လဲဆိုရင်ခိုင်လို့ခေါ်တယ်ခိုင်ကာယနာကိုခိုင်လို့ခေါ်တယ်ပြီးတော့အာဘေလကိုအာဘေရုလို့ခေါ်ပါတယ်အာဘေလကိုအာဘေရုလို့ခေါ်ပါတယ်ပြီးတော့နာယိုးတစ်ချောင်းပေါ့နော်အာဒါမြက်နာယိုးတစ်ချောင်းကိုထုတ်တယ်မဟုတ်လားဆိုတော့နာယိုးတစ်ချောင်းကိုဘယ်လိုခေါ်လဲဆိုအာဘာရဘိုနဲ့ဟီတိုဆုပြန်ပြောမယ်အာဘာရဘိုနဲ့ဟီတိုဆုနာယိုးတစ်ချောင်းကိုဘယ်လိုခေါ်လဲဆိုရင်အာဘာရဘိုနဲ့ဟီတိုဆုဒါကကျမ်းစကားဖြစ်တယ်ဖျားစကားဖြစ်တယ်เนาะဒီစေယုံနေမှာတုံးရင်တော့တခြားစကားလုံးတုံးလိုက်မယ်ပေါ့နော်အာဘာရဘုံနဲ့ကကျမ်းစကားဖြစ်တယ်ပြီးတော့ဖျားစကားဖြစ်တယ်အာဘာရဘုံနဲ့ဟီတိုစုနာယိုတချောင်းအာဘာရဘုံနဲ့ဟီတိုစုနာယိုတချောင်းပြီးတော့အပြစ်သားကိုဘယ်လိုခေါ်လဲဆိုဆူမီပီတိုဆူမီဆိုတဲ့ခန်းကြီးနဲ့ဟီတိုဆိုတဲ့ခန်းကြီးကိုပေါင်းထားတယ်ဆူမီဟီတိုဆိုပြီးမှမခေါ်ပါဘူးဆူမီပီတိုလို့ခေါ်ပါတယ်ပီတိုပေါ့နော်ဆူမီပီတိုအပြစ်သားဆူမီပီတိုအပြစ်သားဆူမီပီတိုအပြစ်သားပြီးတော့ဆူမီဆိုရင်အပြစ်လို့ခေါ်ပါတယ်ဆူမီအပြစ်ပြီးတော့မွေးကလေးကမျက်စိကန်းတူနော်ယောဟန်အခန်းကြီး9ထဲမှာပါတယ်မွေးကလေးကနဲ့မျက်စိကန်းနဲ့တူရှိတယ်မဟုတ်လားသူ့ကိုဘယ်လိုခေါ်လဲဆိုရင်ဥမာရဲစုကီကာရာမွေးကလေးကဥမာရဲစုကီကာရာမွေးကလေးကမျက်စိကန်းတူမိုမိုခုနိုမိုနိုမျက်စိကန်တူဆက်မယ်နော်ဥမာရဲစုကီကာရာမိုမိုခုနိုမိုနိုမွေးကလေးကနေမျက်စိကန်တူပြန်ပြောမယ်ဥမာရဲစုကီကာရာမွေးကလေးကနေမိုမိုခုနိုမိုနိုမျက်စိကန်တူမိုမိုခုနိုမိုနိုမိုးနော်မမေ့မှုမယ်မိုးမှာဥထည့်လိုက်မိုခုနိုမိုနိုမျက်စိကန်တူဥမာရဲစုကီကာရာမွေးကလေးကဥမာရဲစုကီကာရာမိုခုနိုမိုနိုမွေးကလေးကနေမျက်စိကန်တူပြီးတော့ဖယားသခင်ထံမှာစီရင်ခြင်းအပြစ်ဒဏ်ပေးခြင်းပေါ့နော်အပြစ်ဒဏ်ပေးတာတို့စီရင်တာတို့ဆိုရင်ဘယ်လိုခေါ်လဲဆိုခမီနိုစာဘာခိဖယားသခင်ဤစီရင်ခြင်းခမီနိုစာဘာခိပြီးတော့အပြစ်ရဲ့စီရင်ခြင်းဆိုရင်စုမီနိုစာဘာခိပြီးတော့ပျက်စီးခြင်းပယ်ငရဲပေါ့ကွယ်ပျက်စီးခြင်းဆိုရင်ဟိုရိုဘီပျက်စီးခြင်းလမ်းတို့ဆိုရင်ဟိုရိုဘီမီချီအဲနော်ဂျီကိုကူကိုပြောတာဂျီကိုကူဆိုတာငရဲပေါ့နော်ကျမ်းစာထဲမှာဂျီကိုကူဆိုတဲ့စကားကိုတိတ်ပြီးမှတော့မတုံထားဘူးနော်ဥမာယောဟန်အခန်းကြီး3အငယ်16မှာသားတော်ကိုမယုံရင်ပျက်စီးခြင်းရောက်မယ်အားလုံးသိတယ်သားတော်ကိုမယုံရင်ငရဲတွားရမယ်ဆိုတဲ့ဟာကိုသိတယ်ဒါပေမဲ့ तू ကငရဲတွားရမယ်ဆိုတဲ့ငရဲစကားမတုံထားပဲနဲ့ဟိုရိုဘီစာရဲမတ်ဆိုပြီးမှတုံထားတယ်အဲ့ဒါဆိုရင်အဲ့ဒီလူဟာထာဝရပျက်စီးခြင်းရောက်မယ်ဆိုတဲ့သဘောနော်ဟိုရိုဘီရူပျက်စီးခြင်းခံရမယ်ဟိုရိုဘီမီချီ
ပျက်စီးခြင်းလမ်းသို့ဟိုရိုဘီမီချီအဲပျက်စီးခြင်းလမ်းသို့ဟိုရိုဘီမီချီအဲပျက်စီးခြင်းလမ်းသို့ဟိုရိုဘီရူပျက်စီးခြင်းနော်အပင်ငရေကိုပဲပြောတာဖြစ်တယ်ပြီးတော့ဂျူဂျီကနိုဂျူဂျီကနေရှိနာရတာဂျူဂျီကနေရှိနာရတာလဝကတိုင်မှာအတေခံခဲ့ပြီးပေါ့နော်အတေခံခဲ့ပြီးဂျူဂျီကနေရှိနာရတာလဝကတိုင်မှာအတေခံခဲ့ပြီးဂျူဂျီကနေလို့လည်းပြောတယ်တခါတလေကြာရင်ဂျူဂျီကနိုဥဝဲနိလဝကဥဝဲနိဆိုရင်လဝကတိုင်ပေါ်မှာနော်ဂျူဂျီကနိုဥဝဲနိလဝကတိုင်ပေါ်မှာဂျူဂျီကနိဆိုရင်လဝကတိုင်၌အတေခံခဲ့ပြီးရှိနာရတာအတေခံခဲ့ပြီးတော့အဲ့မှာကျမတို့သူများကိုတရားအေးဝေကလေးဝေကမယ်ဆိုရင်အနာတနိုထားမယ်နိတဲ့အတွက်ဂျူဂျီကနိရှိနာရတာလဝကတိုင်၌အတေခံခဲ့ပြီးပြန်ပြောမယ်အနာတနိုထားမယ်နိအနာတနိုထားမယ်ဂျူဂျီကနိရှိနာရတာအဲ့ဒါလည်းပြောလို့ရတယ်နောက်တစ်မျိုးရှိသေးတယ်အာနာတနိုထားမယ်ဂျူဂျီကနိုဥဝဲနိဂျူဂျီကနိုဥဝဲနိရှိနာရတာအဲ့ဒါလည်းပြောလို့ရပါတယ်နေကလျှော်လေးပါအာနာတနိုထားမယ်ဂျူဂျီကနိရှိနာရတာဆိုယူခိုတိုပါတော့အာနာတနိုထားမယ်ဂျူဂျီကနိုဥဝဲနိရှိနာရတာနေကလျှော်စကတ်တေမိုခမိုင်မာဆေもう一つあなたの罪のためဒါကြတော့တင့်ရဲ့အပြစ်တွေเนาะခုနကတော့ကြတော့တင့်အတွက်နောက်တစ်ခုကတော့တင့်ရဲ့အပြစ်တွေနှစ်မျိုးစလုံးကျမ်းစာထဲမှာပါတာဖြစ်တယ်เนาะあなたの罪のためにあなたの罪のため十字架に死んでくださったねあなたの罪のため十字架に死んでくださったဆိုရင်တင့်ရဲ့အဖြစ်တွေကားတိုင်း၌အတေခံခဲ့ပြီးပြန်ပြောမယ်あなたの罪のため十字架に死なれたပြန်ပြောမယ်あなたの罪のため十字架に死なれたနောက်တစ်မျိုးပြောလို့ရပါတယ်あなたの罪のため十字架の上に死なれた死んでくださった死なれたဘလို့ပဲပြောမှန်ပါတယ်ကဲခုနစာနဲ့တခုဟာကိုပြန်ပြောပေးမယ်နှစ်မျိုးပေါ့နော်တစ်မျိုးကတင့်အတွက်ကားတိုင်းမှာအသေးခံခဲ့ပြီးတင့်အတွက်ကားတိုင်းပေါ်မှာအသေးခံခဲ့ပြီးဆိုတဲ့တစ်မျိုးနောက်တစ်မျိုးကတင့်ရဲ့အဖြစ်တွေကားတိုင်းမှာအသေးခံခဲ့ပြီးတင့်ရဲ့အဖြစ်တွေကားတိုင်းပေါ်မှာအသေးခံခဲ့ပြီးဆိုတဲ့ဟာကိုပြန်ပြောပေးမယ်နော်စပြီးあなたのため十字架に死なれたあなたのため十字架の上に死なれたあなたの罪のため十字架に死んでくださったあなたの罪のため十字架の上に死んでくださったဘယ်ဟာတုံးတော့မမားဘူးတုံးလို့ရပါတယ်どっち使っても構いません正解です正しいですじゃあ今日はこれで終わりにしましょうまた来週神様の祝福がありますように